ချစ်တော်မိတ်ဆွေအသက်တရားမနေရအမှုတရားပွေရတွေ့ကြုံဆုံကွဲဖြစ်မြဲဓမ္မတာလောကကြီးမှာဘယ်အရာမှမတည်မြဲဘူးချစ်တော်မိတ်ဆွေတည်မြဲတာကတော့တစ်ခုလို့ရှိတယ်အဲ့ဒါကတော့မပြောင်းမလဲတဲ့ထာဝရဘုရားပဲဖြစ်တယ်မိတ်ဆွေအဲ့ဒီထာဝရဘုရားကလူသားတိုင်းကိုချစ်ပါတယ်ဆိုတဲ့အကြောင်းလူမျိုးမရွေးဘာသာမရွေးဘာသာဝင်ဖြစ်ချင်းမဖြစ်ချင်းနဲ့မဆိုင်ပဲလူသားတိုင်းကိုချစ်ပါတယ်ဆိုတဲ့အကြောင်းအဲ့ဒီချစ်တဲ့တွေကိုဘလို့ထူသွားတယ်ဆိုတဲ့အကြောင်းပြီးတော့ဒီအဖြစ်ပြက်တွေဟာပုံမြင်ဆန်းသန်ဒဏ္ဍာရီမဟုတ်ဘဲနဲ့လောကမြေပြင်ပေါ်မှာတကယ်ဖြစ်ပျက်ခဲ့တယ်ဆိုတာလေးကိုဒီသချင်းလေးနဲ့ချစ်တော်မိတ်ဆွေတို့ကိုတရင်ကောင်းပါလိုက်ချင်ပါတယ်မြေပေါ်မှာလူတွေအသက်ရှင်သည်၍တစ်ချိန်ချိန်မှာအော်သေးလုံးရမှာမို့တခါတော့တွေ့ရမယ်လေကွယ်ဘုံကျဲချင်းဟိုအထက်ကခွန်ဆက်ခမ်းမိန်ပြောလူဘဝဟာခဏသဘောရဲ့တဲ့ကွယ်လူပြည်ရွာလူစခန်းမှာအထက်ပုံချင်းနန်းသူမြန်နိုင်ရန်တကယ်လောကီသားကိုအမြဲဖျားသခင်ချစ်ကြောင်းပြောပြစမ်းခြင်းနဲ့အလှတနာမေမောကြတဲ့ဘဝဇက်ခုံလူဘုံမှာကွယ်မေတ္တာရှိမှတရားဓမ္မညီမျှမယ်လူဘဝယာယီတဲမတီးမမြဲပြည့်ပြည့်နှုတ်ခမ်းမှာပြောတာမြရဲ့ချစ်ချင်းရမမြောက်တဲ့ကိုယ်တိုင်ပြုပြီးတဲ့ကရာနီတောင်ကုန်းကိုနှလုံးမှာဆင်ញင်ကရဲ့သုံးလောင်းကဆက်တင်နဲ့ယေရှုသခင်အသွေးရဲ့ယနေ့လူသားကျူးလွန်ထားတဲ့အဆိုးတရားအပြစ်တွေပြည်စေတယ်ကြောပြစမ်းခြင်းနဲ့သင်ကိုသခင်ဖျားအကျွေးမဲ့ချစ်ပါတယ်ချစ်တော်မိတ်ဆွေသခင်ယေရှုခရစ်တော်ဗျာလူသားတွေကိုဘယ်လိုချစ်တဲ့တွေထူသွားတယ်ဆိုတာကိုလည်းပဲဆက်လက်ပြီးနားဆင်ကြရအောင်နော်ကားတိုင်းမှာယေရှုဖျားလူသားအတွက်မို့အသေးခံနဲ့တပြည့်မြေတွေးလို့မကုန်နဲ့အော်ခရစ်တော်ရဲ့လောကသားသမီးတွေအတွက်အသက်ပေးချစ်ခဲ့တယ်ကောင်းငင်ဘုံရွှေအိမ်နဲ့စိုးစံရန်တကယ်ကရာနီကုန်းတဲ့ဆောင်းအသက်တင်လူအားရဲ့ကိုယ်တိုင်စရီခံပေးခဲ့တယ်မိတ်ဆွေရဲ့လွတ်မြောက်ပြီးပေါ့ကွယ်သခင်ယေရှုခရစ်တော်ဘုရားတကယ်တော့ဖခင်စင်စစ်ဧကံဖြစ်တဲ့မိတ်ဆွေဒါပေမဲ့သူ့ရဲ့အသွေးသားကြတော့လူသားတွေလိုပဲနာတတ်တယ်စားတတ်တယ်ပူလောင်တတ်ပါတယ်ဒါကြောင့်လက်ဝါးကားနိုင်ပေါ်မှာအသေးမခံခင်ဂတိရှင်မန်ဥယျာဉ်ထဲမှာဤခွက်သည်ကျွန်တော်ကိုလွန်မြောက်နိုင်ရင်လွန်သွားပါစေလို့ဆုတောင်းခဲ့တယ်မိတ်ဆွေစဉ်းစားကြည့်ပါမိတ်ဆွေကြာပုတ်နဲ့အရေးကုန်စုပ်ပွဲအောင်ရိုက်ထားတဲ့ဒဏ်ရာဒဏ်ချက်တွေနဲ့လေးလွန်လာတဲ့လက်ဝါးကားတိုင်းကိုထမ်းပြီးကရာနီတောင်ကုန်းစီကိုအရောက်သွားခဲ့ရတဲ့သခင်ယေရှုရဲ့အဖြစ်ကဘလောက်များနာကျင်မောပန်းလိုက်ပါမလဲရှည်ငတ်တဲ့ဒဏ်နာကျင်တဲ့ဒဏ်ပူလောင်တဲ့ဒဏ်တွေကိုခံစားရလို့အာကြီးလို့အေလိခတ်တနီလာဘာရှာဘာခတ်တနီအကျွန်ုပ်ဖေဟာအကျွန်ုပ်ကိုအဘယ်ကြောင့်စွန့်ပစ်တော်မူသနည်းလို့တတွပြောရှာတယ်နောက်ဆုံးတော့အမှုပြီးပြီဆိုပြီးအသက်ချုပ်သွားပါတော့တယ်မိတ်ဆွေအဲ့ဒီအချိန်မှာတလောကလုံးအပေါင်ဖုံးသွားတယ်ဗိမာန်တော်ထဲမှာရှိတဲ့ကလကားကလည်းအထက်ဆွန်းကနေအောက်ဆွန်းတိုင်အောင်စုပ်ကွဲထွက်သွားပါတယ်အထိပ္ပယ်ကတော့ဘုရားသခင်နဲ့ကျွန်တော်တို့လူသားတွေကြားမှာအပြစ်တရားဆိုတာမရှိတော့ဘူးသခင်ယေရှုကသူ့ရဲ့အသွေးတော်နဲ့ရွေးနှုတ်ကယ်တင်သွားပြီဆိုတဲ့အကြောင်းမှပဲမိတ်ဆွေဒါရင်ဘယ်ခအောင်မလဲတကြိုပြီးလို့3ရက်မြောက်တဲ့နေ့မှာသေခြင်းမြစ်စုမန်းကိုအောင်မြင်ပြီးရှင်ပြန်ထမြောက်တော်မူခဲ့တဲ့မိတ်ဆွေဒီအကြောင်းအရာတွေကိုဆင်ញင်အောင်မေ့နှလုံးသွင်းယုံကြည်မယ်ဆိုရင်တော့ကျွန်တော်တို့လူသားတိုင်းအပင်ငရဲကလွတ်ကင်းပြီးအိုနာသေးခြင်းကင်းရာကောင်းကင်နိုင်ငံမှာထာဝရအသက်နဲ့စိုးဆိုင်ရမယ်ဆိုတဲ့အကြောင်းဒီသချင်းလေးအဖြစ်တရင်ကောင်းပါလိုက်ပြတဲ့ချစ်တော်မိတ်ဆွေကားတိုင်းမှာယေရှုဖျားလူသားအတွက်မို့ဒီခံနဲ့တမြင့်မြတွေးလို့မကုန်နဲ့အော်ခရစ်တော်ရဲ့
လောကသားသမီးတွေအတွက်အသက်ပေးချစ်ခဲ့တယ်ကောင်းကင်ဘုံရွှေအိမ်နံစိုးဆိုင်ရန်တကယ်ကရာနီကောင်းတဲ့ဆောင်းအသက်တင်လူအားရဲ့ကိုယ်တိုင်စရေခံပေးခဲ့တယ်မိတ်ဆွေရဲ့လွတ်မြောက်ပြီးပေါ်ကွယ်ငါတို့သည်အပြစ်ရှိစေမယ်ခရစ်တော်သည်ငါတို့ကိုအဘယ်မျှလောက်ချစ်တော်မူသည်ကိုငါတို့အားထင်ရှားစွာပြတော်မူပြီလို့တမန်ကျမ်းစာကဖော်ပြခဲ့ပါတယ်။ဒါကြောင့်ချစ်တော်မိတ်ဆွေသခင်ယေရှုကိုအသက်သခင်ကယ်တင်ပိုင်ရှင်ဖြစ်တဲ့လက်ခံယုံကြည်ကိုးစားမယ်ဆိုရင်တော့ယခုဘဝနောက်ဘဝကောင်းစားပြီးတမလွန်မှာအိုနာသေးခြင်းကင်းတဲ့ထာဝရအသက်ရရှိမယ်ဆိုတဲ့အကြောင်းဒီသခြင်းနဲ့အပြင်သတင်းကောင်းဝေမျှပါတယ်။တကယ်ပင်အမှန်ဖြစ်ကြောင်းကိုပြန်၍စင်ញင်ကတွေးမြင်လဲစေခြင်းနဲ့ညီမဖြာစင်းရင်သွေးမြင်တဲ့အငွေ့သက်တွေလဲငွေသွေးရှိနေပြီရုံးမယ်အသက်သွေးချွေပြီးသည်နောက်ရှင်ပြန်ထမ်းမြောက်မကြောက်တင်လေတယ်တကယ်ပဲအဖြစ်ပြန်မှန်ပေါ့ကွယ်လူတိုင်းအတွက်ပါပဲလူတိုင်းအတွက်ပါပဲကြောပြစမ်းညင်နဲ့ချစ်တော်မိတ်ဆွေတို့ရေသင်ကိုသခင်ဖေဟာအသက်မကချစ်ပါတဲ့ဘုရားသခင်ကောင်းကြီးပေးပါစေအာမင်